ရွှေကောက်ပွဲအပိုင်း3ရန်ကုန်မန္တလေးကဲမဲသွားပေးပြသေးလားတိတ်ဆိတ်6ကတ်နေတဲ့ရွေးကောက်ပွဲမတိုင်ဖဲဝိုက်လောက်တော့မရှိတဲ့ရွေးကောက်ပွဲအရှက်မရှိနဲ့ရှက်ကြောပြက်နေတဲ့မင်းအွန်လိုင်းကတော့ပါတီစုံဒီမိုကရေစီတဲ့ပြည်သူလူထုရဲ့နှထင်ကိုတနက်ထောက်ပြီးဥပဒေမဲ့လှုပ်ချင်တိုင်းလုပ်နေတဲ့စစ်တပ်ဒီစစ်တပ်ကလွဲရင်လက်နက်မကင်ရဘူးဒီစစ်တပ်ကလွဲရင်ကျွန်တဲ့လက်နက်ကင်တွေမရှိရင်ဆိုရဲနိုင်ငံရေးပြည်သူကဒီစစ်စစ်မျိုးတဲ့ကျောင်းသားကောင်းဆောင်ဦးကိုကြီးရဲ့အင်တာဗျူးဒီအကြောင်းကိုကျွန်တော်ပြောကြမယ်အားလုံးပဲမင်္ဂလာပါအမှန်မျိုးပေါ်မှာကြိုဆိုလိုက်ပါလေနေ့စဉ်တော်ရဲ့တဲ့တဲ့ကိုနားဆင်လိုက်ဖို့ subscribe လေးလုပ်ထားပေးကြပါဦးဗျတော်လိုင်းကြီးကတော့အပြည့်အပြည့်နဲ့နှာခေါင်းသွေးထွက်ပြီးသွေးဆက်လက်ဖြစ်လိမ့်မယ်ဆိုတဲ့ post ကိုကျွန်တော်ရေးတင်လိုက်တယ်လက်ရှိကျန်တဲ့ပြဿနာအများအပြားကိုခဏထားလက်ရှိ BNR ဘုံနဂါနဲ့ NUG ပကဖာရီဖြစ်တဲ့ဇလန်းအခြေအနေတွေနဲ့ပတ်သက်ပြီးဘယ်သူမှနဲ့ဘယ်သူမှားတယ် online ပေါ်ကနေအပိုင်ပိုင်ကွဲနေတဲ့ကိစ္စခွေးဝမ်းတောင်လေးလေပြတယ်လို့ဖြစ်နေတာကိုတော့အားလုံးသိပြီးသားဖြစ်လိမ့်မယ်ဆိုတော့ကျွန်တော်ညက Facebook မှာစာလေးတစ်ချောင်းရေးတယ်အဓိကတော့နှစ်ချောင်းနှစ်ပုတ်ရေးတာပထမတစ်ပုတ်မှာတော့တကယ်လိပ်ပြလုံးတယ်ဆိုရင်အမှန်တရားနဲ့တရားမျှတမှုတကယ်ရှိကြတယ်ဆိုရင်ပြည်သူခုံရုံးထက်မှာအစ်စ်ခံရလားဒါလေးကိုကျွန်တော်ရေးပြတယ်နောက်တက်ကျွန်တော်ကြည်ရင်းနဲ့ဒီအခြေအနေကတော့ဒီတိုင်းတော့မဖြစ်တော့ဘူးစဉ်းစားစမ်းလူမြတ်ကြောင့်မင်းဘာတွေအချက်ပေးတင်တယ်ဘာတွေလုပ်တင်တယ်ဘာတွေပြောတင်တယ်အဲကျွန်တော်တွေးတစ်ချက်ပေါ်လာတယ်လွတ်လပ်သောခုံရုံးပြည်သူခုံရုံးလွတ်လပ်သောကော်မရှင်တရက်နဲ့လက်ရှိဖြစ်ပွားနေတဲ့ BNR နဲ့ NUG ဘက်ကဖကိစ္စတွေကိုအပြစ်ရှိတယ်လူသက်မရိအဆရှိတယ်ပေါ့ဗျာအပြစ်ရှိတယ်ဆိုရင်ပြက်ပြက်တတ်အရေးယူနိုင်မဲ့လွတ်လပ်သောခုံရုံးတရက်ရှိဖို့လိုအပ်ပြီအဲ့တော့လွတ်လပ်သောခုံရုံးမှာမြည်သည့်လက်နက်ကင်ကမပါနဲ့ NUG ဘက်ကဖလည်းမပါနဲ့ NUG လည်းမပါနဲ့ဘုံနဂါရဲ့ BNR လည်းမပါနဲ့အဲ့တော့ဥပဒေပညာရှင်များဖြစ်တဲ့ဆရာကြီးဦးအောင်သိန်းတို့ဆရာကြီးဦးကြီးမြင့်တို့အခြားတတိပညာရှင်များစရင်အင်းကျွမ်းကျင်တဲ့ပညာရှင်များတိုင်းသားခေါင်းဆောင်များပါဝင်တဲ့လွတ်လပ်သောခုံရုံးဖွဲ့ပြီးတော့အပြစ်ရှိတဲ့ကောင်ကိုအပြစ်ပေးစစ်စစ်အရေးယူမှုလုပ်သင့်တယ်ဆိုတဲ့စာတစ်ကြောင်းစာတစ်ပိုက်ကျွန်တော်ရေးတင်လိုက်တယ်အောက်မှာ comment တွေကတော့အများကြီးပေါ့ဆိုတော့ဒီအခြေအနေကိုကြော်လွှားနိုင်ဖို့အပြက်နဲ့သွေးဆက်လက်ဖြစ်မဲ့အခြေအနေကိုကြော်လွှားနိုင်ဖို့ကပြည်သူလူထုကဥဆောင်ပြီးတော့ပြည်သူအုပ်ချုပ်မှုပြည်သူတရားစီရင်မှုပြည်သူခုံရုံးဒါတွေကိုဩဇာတိတ်ကမရှိတဲ့သူတွေတိုင်းသားခေါင်းဆောင်တွေဥပဒေပညာရှင်တွေရတတိပညာရှင်တွေနဲ့ဖွဲ့စည်းရန်လိုအပ်ပြီဖြည့်ရှင်းရန်လိုအပ်ပြီမဟုတ်ရင်အပြက်နဲ့သွေးဆက်လက်တွေဖြစ်ကုန်မယ်မလာဖက်စစ်တပ်ဟာရွေးကောက်ပွဲကိုလှုပ်ပြီးတကလားတော်လန်ရေးကိုဘွန်ဆိုင်လှုပ်တော့မယ်တော်လန်ရေးကိုသူဟာလုံးဝပျောက်ပြက်ရက်တန့်သွားအောင်သူ့မှာလုံနိုင်တဲ့အစွမ်းမရှိတော့တိုးတော့ရှိတယ်ကြီးထွားမလာအောင်ဘွန်ဆိုင်ကျွန်တော်တို့ဘွန်ဆိုင်တစ်ပင်တွေသိရမလားသူ့အင်္ဂါရက်တွေတော့အကုန်ရှိတယ်ဒါပေမဲ့ကြီးထွားမလာတော့အဲ့လိုအခြေအနေမျိုးလှုပ်ဖို့အတွက်ဗတ်ပေါင်းစုံကနေပိတ်ဆို့လာတာတွေ့ရတယ်အဲ့တော့လက်ရှိ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရလုပ်တဲ့ရွေးကောက်ပွဲဆိုပြီးတော့မင်းအောင်လှိုင်ကပြောတယ်ခွေးဘက်စာကနတ်စကားထွက်တာပါအဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာစစ်တပ်ကကာချုပ်ကရွေးကောက်ပွဲလုပ်ပေးရမယ်လို့ဘယ်နေရာမှမပြဋ္ဌာန်းတာဘူးနံပါတ်1ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်နေတယ်သူတို့ကိုးကွယ်တဲ့ဖွဲ့စည်းပုံနံပါတ်2နိုင်ငံတကာအာဆီယံကစနိုင်ငံတကာလက်မခံတရုတ်နဲ့ရုရှားဗီလာရုကလွဲရင်ကျန်တဲ့နိုင်ငံလက်ခံစရာမရှိဘူးနံပါတ်3မျက်နှာပြောင်တိုက်အရှက်မဲ့ပြီးပြည်သူမကြိုက်ဘူးပြည်သူမဲမပေးဘူးတိတိကြီးနဲ့ကို62ရာခိုင်နှုန်းမဲပေးတယ်လို့ပြောတယ်အဲ့တော့1990ရွေးကောက်ပွဲ2010ရွေးကောက်ပွဲ2012ရွေးကောက်ပွဲ2015ရွေးကောက်ပွဲ2020ရွေးကောက်ပွဲဒီရွေးကောက်ပွဲတွေကိုဖျက်ဆီးလာတဲ့ကျွန်တော်တို့ကိုယ်တွေ့ခံစားခဲ့ရတာကစစ်တပ်ကိုလုံးဝမရှုံးရှင်းတယ်နော်ဟုတ်ပြီရွေးကောက်ပွဲအလွန်တော်လှန်ရေးဒေါ်ဆန်းစုကြည်ကိုလှုပ်ပြီးတော်လှန်ရေးကိုကြည်သေးအေးစီလုံလားဒါမှမဟုတ်ဒေါ်ဆန်းစုကြည်ကိုဆက်လက်ဖန်ဆီးတာပြီးတော်လှန်ရေးကိုဘွန်ဆိုင်လုံလားဒီအခြေအနေတွေနဲ့အတူဒီကနေ့မင်းအောင်လှိုင်ရဲ့အင်တာဗျူးဦးကိုကြီးရဲ့အင်တာဗျူးဇော်မဲလုံးရဲ့မနေ့ကအင်တာဗျူးကျွန်တော်နားထောင်ဖြစ်တယ်
ဆိုတော့မင်းအောင်လှိုင်ရဲ့အင်တာဗျူးထဲမှာတော့ပြည်သူလူထုလိုချင်တာကပါတီတုံးဒီမိုကရေစီရွေးကောက်ပွဲပါကျွန်တော်တို့ကဒီကိုသွားမှာပါကြောင်ချီးပေါ့ဗျာဘာပါတီဆုံးရွေးကောက်ပွဲမှာမဟုတ်ဘူးဘာပါတီဆုံးရွေးကောက်ပွဲမှာမဟုတ်ဘူးရှင်းတယ်နော်စစ်တပ်စစ်ပြေးစစ်ကြံစစ်ပြန်စစ်ပြုတ်စစ်တဲ့အတုံးတော်ကလက်ဝေကကြက်ခိုင်ရေးပါတီအာဏာရယူပြီးစစ်တပ်နဲ့ကြက်ခိုင်ရေးနဲ့စစ်တပ်ရဲ့အကောင်ကြီးကြက်ခိုင်ရေးပို့ဒီလိုနည်းနဲ့စစ်တပ်အာဏာတဆိုးရှိအောင်လုပ်တဲ့အတုအရှောင်တရားမဝင်ဥပဒေမဲ့ရွေးကောက်ပွဲဒါတော့မရရအောင်လုပ်တယ်တရားဝင်မှုရယူကိုစ조사တယ် legitimacy ဒီအပြိုင်ရယူနေလိုက်ကြတာများငါတို့ကတော့ဘယ်နာနေရမှမသိဟိုဘက်ကလည်း NUG ကလည်း legitimacy ဒီဘက်မင်းအောင်လည်းအုပ်စုကလည်း legitimacy တို့ဘွားကတော့အမိမဲ့တာရှင်နေငါဘသူအဖေခေါ်ပြီးဘသူဥကုန်းချမှမသိတဲ့အခြေအနေပြည်သူလူထုကဆိုတော့ဒီရွေးကောက်ပွဲအပြီးမှာဘာတွေဖြစ်လာနိုင်လဲဒါလေးမပြောခင်ပါမင်းအောင်လည်းပြောတဲ့ဖြာစကားချင်းကြားရည်ယူကိုတော့ထည့်မပြောတော့ဒါပေမဲ့80မျိုးဆက်ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်ခဲ့ဘူးတဲ့ဥက္ကုကိုကြီးကသူပြောတဲ့အယူဆလေးတခုကျွန်တော်နားထောင်ကြည့်ဖြစ်တယ်စစ်တပ်ကတဲ့လက်နက်ကင်တွေရှိနေလို့သူစစ်တိုက်လို့ရတယ်သူတကူအာဏာကြီးတာပေါ့အဲ့လက်နက်ကင်တွေတယောက်မှမရှိဘူးဆိုရင်သူ့ရဲ့လုပ်ပိုင်ခွင့်မရှိတော့ဘူးစစ်တပ်တော့လက်နက်ကင်တာပေါ့ဟောလက်နက်ကင်ပြီးလက်နက်ကင်တော်လိုင်းရေးစင်နွဲတာတော့ရွာမီးရှို့တပ်ဖြတ်နေတာနှစ်ပေါင်းရာနဲ့ချီနေပြီတုံးစားလန်းချီမှမသိနှစ်တုံးစားလဲချီမှမသိ90ရွေးကောက်ပွဲလဲသူဖြတ်တန်းမှုတွေ2010ရွေးကောက်ပွဲလဲသူဖြတ်တန်းမှုတွေ2022ရွေးကောက်ပွဲလဲဖြတ်တန်းမှုတွေ2021ရွေးကောက်ပွဲလဲသူဖြတ်တန်းမှုတွေ2025 20ရွေးကောက်ပွဲလဲသူဖြတ်တန်းမှုတွေဒါကိုစစ်တပ်ကတနက်ကင်ပြီးတော့လုံးချင်ရလုံးကြံတဲ့လူတွေတနက်မကင်နဲ့စစ်တပ်ခိုင်းသမျှလုံးဆိုတော့ဒီအတွေးခေါ်ကတော့သူပေးဆက်ဆွတ်လုပ်ခဲ့တဲ့နိုင်ငံကြီးတစ်ခုလုံးကိုစုံမြုပ်သွားစီတာပါပဲအဲ့လိုစစ်တပ်ကိုဘုံမြောက်ပြီးဟိုကစစ်တပ်ကလည်းချီးကြောင်ကောက်စားနေတဲ့အချိန်မှာပဲသူလည်းမဲရှုံးပါတယ်သူ့ပါတီကထောင်ထဲတယောက်ရောက်ပါတယ်နော်အဲ့တော့ပြောချင်တာကစစ်တပ်ကအာဏာနဲ့ပတ်သက်ရင်အကျိုးစီးပွားနဲ့ပတ်သက်ရင်ရောက်ခမပါအုံနီကဲနဲ့တူမဲ့လူစားမျိုးတွေဖြစ်တယ်ဆိုတာပါပဲဘယ်သူမျက်နှာမှမကြည့်သူတို့ကိုနန်းတင်ပေးခဲ့တဲ့နေဝင်းမျက်နှာလည်းမကြည့်ခဲ့ဘူးအခုတန်းရွှေမင်းအောင်လိုက်မျက်နှာကြည့်ပြီးနေရပြီစစ်တပ်ကအာဏာနဲ့ပတ်သက်ရင်ဘယ်သူမှအထာမထားဘူးသူတို့ရဲဘော်ရဲဘက်ချင်းနဲ့ထားမထားဘူးသူလက်အောင်နေတာလည်းထားမထားဘူးဆိုတော့ဥက္ကုကိုကြီးကတရုံစားမှန်းချီးမှန်းမသိသေးဘူးဆိုဆက်စားပါကျွန်တော်တို့ပြည်သူလူထုကတော့စစ်တပ်လုပ်တဲ့ရွေးကောက်ပွဲစစ်တပ်ပြောသမျှစကားစစ်တပ်လုပ်သမျှအလုပ်ကိုနှမ်းစံချီတမြင်မြယုံကြည်မှုမရှိကြောင်းတရားဝင်ကြေညာတယ်ဒီရွေးကောက်ပွဲကိုမဖြစ်အောင်လို့ကလိန်ကြလို့အမျိုးစုံလို့လှုပ်ချင်တယ်လို့လှုပ်ကျုပ်တို့ပြည်သူလူထုအတိမတ်မပြုပြည်သူတွေကမဲလာပေးတယ်လေအတိမတ်မပြုဘူးပြုတယ်ပြောလို့မရဘူးဘာလေပြေလာမထိုးတယ်ပြည်သူကိုအမျိုးစုံချင်းချောက်မဲထက်ကိုင်းနေမဲလာမထက်ပတ်စပို့တက်တယ်မတိုးပေးဘူးလို့မဲလာမထက်အဲစင်းမပေးဘူးလို့မဲလာမထက်ဖမ်းမယ်လို့အမျိုးစုံလုံနေတဲ့မြို့ပြအခြေအနေတွေကိုကျွန်တော်တို့မသိဘူးထင်တယ်တတိရှိရင်လွတ်လပ်စွာမဲပေးခွင့်ဆိုပြီးတော့တနတ်နှစ်ထင်မထောက်ပေးနဲ့လုံရဲလားကုတ်ပေါ်ဓာမမိုးပဲနဲ့လုံရဲလားချင်းချောက်အကြက်ကိုင်းပဲနဲ့လုံရဲလားမင်းတို့မလုံရဲပါဘူးအချောက်တိုက်ရဲမင်းတို့မလုံရဲပါဘူးရှုံးလားအဲ့တော့အဲ့ဒီမှာရွေးကောက်ပွဲအပြီးတော်လည်းတောင်ဆက်စွတ်ကြီးရဲ့အခြေအနေဆိုတာမျိုးကိုပြောတဲ့အခါကျတော့တောင်ဆက်စွတ်ကြီးကိုဘာဆက်လုပ်မယ်လို့ထင်တယ်ရွေးကောက်ပွဲပြီးလှုပ်ပေးမယ်လို့ဘာညာပေါ့ဗျာပြောကြတာဇော်မဲလုံးကဟိုတနေ့ကဘယ်လိုပြောလဲဆိုတော့တောင်ဆက်စွတ်ကြီးကကျမ်းမာရေးကောင်းပါတယ်ဒါပေမဲ့သူ့ကိုဖန်ဆီးထားတာအဂရိလိုက်စားမှုများနဲ့ဖြစ်ပါတယ်ရာဇဝတ်မှုတွေဖြစ်ပါတယ်တလုံးခိုးလာတဲ့စစ်တပ်ကအောင်ဆန်းစုကြည်ကိုပြောတာတလုံးခိုးလာတာအခုချိန်ဒီခိုးတော့တမမရင်းတက်ကလက်ရှိစစ်ဘူကျုံမှတမစားနေတဲ့ထမင်းခိုးစားနေတာနေနေတဲ့အိမ်ဝိနေတဲ့အဝိစီးနေတဲ့ကားချီးပါတဲ့အိမ်သားကအစပြည်သူစီကခိုးဝတ်ထားတဲ့ပတ်စံနေနဲ့နေကြတာကိုတော်ဆန်းစုကြည်လူမျိုးကိုပြောတဲ့စစ်ဘူကျုံတတိုက်ဟာကန်ကြီးထိုက်ပါလိမ့်မယ်မယုံမရှိပါဘူး
မင်းကဘာလို့ပြောနိုင်တာလဲဆိုတော့ဦးတန်းရွှေခင်ညွတ်အခုလာပြန်ပြီမင်းအောင်လိုက်ဒေါ်ဆန်းစုကြည်ကိုဘလို့ပဲပုံရိပ်ဖြတ်ဗေဒာပြန်ကတော့ပန်းလေးပဲနော်ဒါဒေါ်ဆန်းစုကြည်ကတော့သူတို့ခွင့်လွတ်ကောင်းခွင့်လွတ်ပါလိမ့်မယ်လောကကြီးကခွင့်မလွတ်ပါဘူးခင်ဗျားတို့မယုံကြည်ပါမယုံရင်ခင်ဗျားတို့ကြည်ပါဒီစစ်ဗိုလ်ချုပ်တစုရဲ့တားစစ်မြေးဆက်အကုန်လုံးဟာလေလောကရဲ့တန်ခတ်မှုဓမ္မရဲ့တန်ခတ်မှုကောင်းကောင်းကြီးခံစားရပါလိမ့်မယ်ဒေါ်ဆန်းစုကြည်လိုလူမျိုးအပြစ်မဲ့ပြည်သူတွေကိုရက်ဆက်တက်ဖြတ်မရင်းချင်းတဲ့ကိစ္စဒါတွေနဲ့ပတ်သက်ပြီးဖက်စစ်တပ်မရှုမလမရှုနိုင်မကင်နိုင်ကိုလောကကတန်ခတ်လိမ့်မယ်ဆိုတာကျွန်တော်ရဲကြီးပြောရတယ်ရဲရဘလောက်ချစ်ချစ်ဖျားဘလောက်တီအာကုတို့အကျိုးပေးတော့မင်းတို့စောင်းထားတာအောင်ပေါ့တစ်ချိန်ကြာရင်တော့ကဘာတစ်ချမ်းအောင်သိမ့်ပိုက်နိုင်ကြတဲ့ဟစ်တလာလည်းကြာဆုံးရတာပါပဲဂရာဖီလည်းကြာဆုံးရတာပါအဲ့ဒီအချိန်ကိုကျွန်တော်တို့အတိတ်မဆောင်ရမယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ခင်ဗျားတို့ကိုဘဝနေထိုင်ပြီးတန်ဖိုးတစ်ခုအခက်ခဲတွေကြားထဲမှာလုံးဝရှင်တန်လို့မရလောက်အောင်ခက်ခဲနေတဲ့ကြားထဲမှာကျွန်တော်တို့ဘယ်လိုနေထိုင်ရှင်တန်ပြီးတော့ရန်သူကိုအနိုင်ယူလဲရန်သူဟာကျွန်တော်တို့စိတ်ပြက်နေတာကျွန်တော်တို့ရန်ဖြစ်နေတာကျွန်တော်တို့ဘလောင်ဆူနေတာကျွန်တော်တို့ခရောက်ဖြစ်နေတာကိုအရန်လိုချင်တယ်အရန်ကြိုက်တယ်ကျွန်တော်တို့ကွဲကြတယ်ပြဲကြတာကိုအရန်လိုချင်တယ်အရန်ကြိုက်တယ်ကျွန်တော်တို့ပလက်လန်ပြီးကြာဆုံးသွားတာတွေကျွန်တော်တို့ဘယ်လိုခေါ်လဲကြာဆုံးမှုတွေကိုကြိုက်တယ်ချုပ်ပြောရရင်ရန်သူကကျွန်တော်တို့သိစေခြင်းတယ်ကျွန်တော်တို့မရှိစေခြင်းဘယ်သူကလဲစစ်တာအဲ့တော့ရန်သူသိစေခြင်းတာကိုအသက်ရှင်အောင်နေထိုင်ရတာလေအောင်ပွဲတစ်ခုပဲဗျာအဲ့တော့ရဲဘော်တို့တော်လန်ရဲဘော်တို့တော်လန်ပြည်သူတို့ရေရန်သူကိုဝမ်းတာပွင့်မပေးနဲ့ရန်သူကသိစေခြင်းတာကိုကရှင်းတန်အောင်နေတာလေကျွန်တော်တို့အောင်ပွဲတစ်ခုပဲဖြစ်တယ်ဒါနဲ့နမနေမိမိအသက်ရှင်နေအမြကာလပတ်လုံးရန်သူကိုချေမုန်းနိုင်ဝင်ရှိတယ်နံပါတ်3စောဝိနေခက်ခဲမှုနဲ့အခြားသောအရရက်သောအထွေထွေကြက်တဲမှုတွေကိုရင်ဆိုင်တဲ့နေရာမှာစိတ်ကိုအေးထားပါပြဿနာတိုင်းမှာနီးလန့်ရှိပါတယ်ခက်ခဲနေတဲ့ကြက်တဲနေတယ်မတရားနိုင်ချင်းခံနေရတယ်ဘေးကျန်တဲ့ချက်ဖြစ်နေတယ်နှစ်ဖက်လုံးကိုကြောက်နေရတယ်ဒီလိုအခြေအနေကြီးတစ်ခုကိုဖျက်ဆီးနိုင်ဖို့ကျွန်တော်တို့နံပါတ်1မိမိနှလုံးသားထဲမှာယုံကြည်တဲ့အတိုင်းနေထိုင်ရှင်သန်ပါရှုံးရင်လည်းတိတ်ခါရှိရှိရှုံးပါနိုင်ရင်လည်းတိတ်ခါရှိရှိနိုင်ပါကျွန်တော်တို့အမှန်တရားနဲ့တရားမျှတမှုကိုကျွန်တော်တို့ရဲ့ဘဝပြဋ္ဌာန်းချက်တစ်ခုလို့စုပ်ကိုင်ပြီးဉာဏ်ပညာနဲ့မာလာဖက်စစ်တက်ပြီးတဲ့ရန်သူကိုဆက်လက်ရင်ဆိုင်ရှင်ပြိုင်တိုက်ခိုက်နိုင်ဖို့အတွက်ခမည်းတော်အကောင်းဆုံးရှင်သန်နိုင်ဖို့လိုတယ်အဲ့တော့တော်လိုင်းကြီးတက်တွေအဖွဲ့အစည်းတွေဘာတွေညာတွေညီချင်းညီမညီချင်းနေတော့ဘာမှမပြောတော့ဘူးဘာမှပြောစရာလည်းမရှိတော့ကုန်နေပြီအဲ့တော့ကျွန်တော်တော်လိုင်းပြည်သူတွေဟာလူဆိုတဲ့တဘာဝလေဘလောက်ခက်ခဲပါစေရှင်သန်နိုင်စွာရှိတယ်လူဆိုတာအနန္တစွမ်းအားရှင်ဖြစ်တယ်လူသားတွေရဲ့ဉာဏ်ပညာနဲ့အတွေးခေါ်နဲ့စင်ကြုံတရားဟာလက်ရှိ AI ခေတ်စီကိုကျွန်တော်တို့ရောက်လာခဲ့ပြီမြန်မာပြည်ကလွှဲရင်ပေါ့ဗျာကဘာကြီးကအရန်ကိုခေတ်ရှိပြီးတိုးတက်နေသလိုတစ်ဖက်မှာလည်းကဘာကြီးဟာကိုမျိုးကိုချစ်ကိုနိုင်ငံကိုချစ်နဲ့ဖက်စစ်ကဘာစီကိုမျက်စောင်းထိုးနေကြတယ်အမေရိကန်ကဒေါ်နယ်ထရန့်ကစပြီးကိုမျိုးကိုချစ်ကိုနိုင်ငံကိုချစ်ကြံတဲ့လူဖာဖြစ်ဆိုတဲ့ဖက်စစ်အတွေးခေါ်ပြီးတော့လွှမ်းမိုးကြီးစိုးလာသလိုအင်အားကြီးနိုင်ငံတွေရဲ့တော်ရိုင်းဥပဒေစံစွာအင်အားသုံးဖိနှိပ်မှုတွေအနိုင်ကျင့်မှုတွေဖိအားပေးမှုတွေအောက်မှာဖွံ့ဖြိုးပြီးနိုင်ငံဖွံ့ဖြိုးဆဲနိုင်ငံအလယ်အလတ်နိုင်ငံဒီနိုင်ငံတွေဟာအခုဆိုရင်ကမ္ဘာနီလန်တစ်ကိုစဉ်းစားတဲ့အချိန်ရောက်နေပါပြီအဲ့တော့မြန်မာပြည်ဟာအလယ်အလတ်နိုင်ငံလို့ပဲပြောဖွံ့ဖြိုးဆဲနိုင်ငံလို့ပဲပြောပါဝါတွေရဲ့ကစားကွက်အောက်မှာအိန္ဒိယတရုတ်ရဲ့ပါဝါကြီးနှစ်ခုရဲ့ကြားထဲမှာအမေရိကန်ဆိုတဲ့ကမ္ဘာအင်အားကြီး policy ရဲ့ကစားပွဲနဲ့
ရိုက်ခတ်လာမယ့်အနေအထားမှာကျွန်တော်ဉာဏ်ရှိဖို့လိုပါတယ်အဲ့တော့နိုင်ငံတွေကပြည်သူကို၎င်းနိုင်ငံကောင်းမှုတော်လှန်နေသောသူများကတော့၎င်းပါဝါနှစ်ခုကြားထဲမှာလူသားလွန့်တာရှင်တန်နေရတဲ့နိုင်ငံတစ်ခုအနေနဲ့အာဏာသိမ်းတဲ့ဖက်စစ်တပ်ကိုရင်ဆိုင်နေရင်အနာဂတ်နိုင်ငံရဲ့ policy တွေမူဝါဒတွေကို geopolitics ပထဝီနိုင်ငံရေးဒေသရင်းနိုင်ငံရေးကမ္ဘာနိုင်ငံရေးစီးရင်နိုင်ငံရေးချိန်ဝင်ရှာတဲ့ကမ္ဘာအခင်းချင်းတဲ့အတွေးခေါ်တဲ့ပြောင်းလဲမှုလှိုင်းတွေမှာတော်လိုင်းကိုခေါင်းဆောင်ပါမယ်ဆိုတဲ့သူတွေကမျက်ခြေမပြတ်ကြဘူးလို့တယ်ကမ္ဘာကြီးဟာဒီနေ့နဲ့မနေ့ဖြန်အလင်းမြန်ပြောင်းလဲနေတယ်မြန်မာပြည်ရဲ့အရေးဟာလည်းဒီနေ့နဲ့မနေ့ဖြန်အလင်းမြန်ပြောင်းလဲနေတယ်ကျွန်တော်တို့လိုချင်တဲ့အောင်ပွဲဟာလည်းမျက်စိတမိတ်လက်တစ်ပြတ်တွင်းမှာရာသွားနိုင်တယ်လို့နောက်10နှစ်လည်းကြာနိုင်တယ်အဲ့တော့ရန်သူကသိစီချင်းနေတာကျွန်တော်တို့ကရှင်းတန်အောင်နေပြီးအောင်ပွဲကိုရယူထားပါလက်ရှိအောင်ပွဲကခမရတို့လက်ထဲမှာခမရတို့ရှင်းတန်အောင်နေပါရန်သူကိုအပြုံးမပြတ်ဆက်ဆက်ပါ